今はミニマムまだ余裕あるじゃあマックスいきます耐えられるかおっと少しも危ないぞもうダメだそれではスタートですいきますマックスまずはローからいきますよマックススタートおおあっ曲がってます250やばいダメだ大成功ストップじゃあ左がいきますよおおいただきますうわうまっじゃあ右いただきますすごいဒီဂျပန်မလေးတွေရဲ့ game ကစိတ်ဝင်စားစရာကောင်းတယ်မလားခေါင်းကြီးတို့ဘသူပါဝင်စော့ခြင်းတလေပြောခဲ့ကြည့်ခေါင်းကြီးတို့ရင်းနေတစ်ခုခုကြံခဲ့တယ်မလားခေါင်းကြီးတို့မညာနဲ့